没呀妈的，都没呀妈的，压嘞，把我挂。我在这来听。我那个东来。爸嘞，哎，对这做的呀，都那么没修路啦，没栽路啦，好啦。我嘞都那么修了米包，摘了没摘包花？他说你还不如栽的。没有。啊？你们进来嘞啊？标了吧？他别嘞。变没嘞。多了多了，那么大个人喏，没人买的少，干到来嘛，把这买嘞，掉。我嘞没有，去你呀，加比。ဖွင့်မပြောရလို့မျိုးတိတ်ထားရလဲကြာပြီနင်းတော့ကတကောက်ကောက်လိုက်နေတာလဲကြာပြီအေးအဲ့ဒါဆိုရင်နင်းကြာသလိုငါလည်းကြာမယ်လာဟာနေတော့မြင်နေပြီဟိုဘိုက်စာနေပြီထမင်းလာမပို့သေးဘူးလားဖုန်းကြီးတာဆိုရင်စွန့်ငတ်ပြီဟုတ်ပါဟဲ့ကြည့်လားလှလှကိုထမင်းပို့ဖို့တေချာမှာထားရလား မှားခဲ့တယ်မင်းတေးချာကိုမှားခဲ့တာအဲ့ရနှိုးပြီးတော့ဦးမှားခဲ့တာ ဒါဆိုရင်တော့ကျင်းနေပြီငတ်မှာမငတ်ပါဘူးကွာဒါပို့မှာပါကွာမင်းဟာလေအိမ်နေလူနှိုးပြီးမှာမှတော့လှလှကြောင်ငါသိတယ်ပြန်အိမ်နေမှာငါတို့ပြန်သွားလို့ तू နိုးရင်ကန်ကောင်းငါသမီးကအဲ့တော့လည်းအိမ်မကြီးပါဘူးခဲအိမ်မှာသူ့အဖလည်းရှိနေတဲ့ဥစ္စာအဲ့လိုဘယ်ရမလဲအိမ်လိုမရလေ तू ရှောက်လဲနေမှာပေါ့ဟိုရှောက်လဲလို့အားရမှာဟိုငါတို့လည်းထမင်းလာဖို့ရောထမင်းငါပြီးသေးရောမလေးမောင်ခေါ်ရဲ့ထမင်းအသက်9ရက်ရေအသက်တမနဲ့တဲ့ထမင်းရလေ9ရက်မစားမှလူသေးမှာကဲအခုလောစေရေတောက်ထားနဲ့ကဲသားအဲ့ရေအိုးပေးစမ်း ကဲရနော်ဟောလေတာမင်း သူများတွေဖို့တော့ဟိုရေအသက်ကတမနဲ့ဟိုထမင်းအသက်က9ရက်ဟိုကျွန်တော်ဟိုတော့လေရေအသက်ကတမနဲ့ထမင်းတက်လည်းတမနဲ့မစားရဘာမှလုပ်ရအောင်ဟမ်မင်းတို့ဘိုက်စာနေပြီလားခေါ်ကြီးဟမ်ဘိုက်စာနေဟလားငါနဲ့လိုက်ခဲ့လားနော်ငါဣပါချင်းလို့လားငါနဲ့လိုက်ခဲ့လားလာခုလိုက်ခဲ့လားလာရအောင်လားဟဲ့လားဟာအမေရလဲဗျာငင်းမကောင်းမဲ့နဲ့ဝိတွေလျှော်နေပြန်ပါပြီအမေသမီးလာလျှော်ခိုင်းမောဗျာအမေကညီမကိုလျှော်ခိုင်းတာ4-5ရက်ရှိပြီလျှော်မလျှော်တာအဝတ်တရချင်းစောပုတ်စောနန်းနာတယ်မကြည့်ပါလားကိုယ့်ကိုလျှော်တော့လေပြီးတာပဲသားရဲ့ငင်းနဲ့လေအမေကမဟုတ်တာအမေနေကောင်းတာမှမဟုတ်တာဒါလျှော်ပြပါမယ်ကဲရပါတယ်သားရပါတယ်ဩအမေကလေပြီးပါစေအမေနေမကောင်းတဲ့ဥစ္စာကုန်ပြီဟိုမှာလုံကြီးတစ်ထက်နဲ့ပဲကျွန်တော်လေဩရလုံကြီးပါကျွန်တော်လျှော်ပေးမယ်ဟဲ့မင်းတို့လုံကြီးဩအမေတမင်လျှော်တာပဲကုသိုလ်တော်ရတယ်အမေကလေကဲဖြူကဲပြောမြရင်လည်းကဲချောမင်းကလည်းမရဝစ်ရှော်နဲ့ဒါအတော်ပဲလှလိုက်ဝစ်စားရပါရှော်ပြီးရော့ဟဲ့သမီးဩလုံကြီးတို့ယောက်ျားလေးမလျှော်ခိုင်းရဘူးတမီးငယ်ကြီးတက်တယ်ကိုယ့်ကိုလျှော်ပါလားသမီးရဲ့လှလှနေအလိုလိုက်လို့အမိုက်စော်ကားတာလားဘာဆော်ကားလို့လဲအမေထမင်းနေရှော်နေလှစားရရှော်ကနေဘာဖြစ်လဲလားဘာဖြစ်ရမှာလဲသမီးရဲ့ကိုယ့်ကိုထမင်းလျှော်နေသမီးငယ်ကြီးမှာပေါ့ဟာအမေထမင်းရှော်ရတဲ့ကြောင့်ငယ်မကြည့်ဘူးလားဟဲ့လှလှမိဘတမင်လျှော်တာငယ်မကြည့်ဘူးမလျှော်ပေးရင်လေကို့မှာခြေနဲ့လက်နဲ့ပါတယ်ကို့ဘာသာကိုရှော့မယ်အမေနဲ့ကိုကြီးတို့မှာလည်းခြေနဲ့လက်နဲ့ရှိတယ်နောက်ဆိုကြောက်ကိုဘာမှမခိုင်းနဲ့ကဲဖဲကဲအမေကဖဲပါဖဲကွာဒါရကြောက်ဝဆိုင်မုံ
ကျန်အောင်ရင်နေရာလေးကြိုက်စားရှာလို့ဟာလှလောက်မှတော့ကြိုက်တယ် ငါကြိုက်တာကိုပြီးတော့ငါတို့တနာတယ် အေးနင်တနာတာမှန်ပြီမဲ့နင်တနေ့နဲ့စိတ်တော်ကမရောက်ပါစေနဲ့လို့ပဲမဆူတောင်းပေးပါလေဟာ ဟာမင်းကလည်းနမိတ်မရှိနမမရှိဘာစကားကြီးလာပြောနေမှမသိတော်တော်ကြီးငါသွားတော့မယ် ကျန်အောင်ရင်ငါရဲ့မြတ်တာနဲ့စေနာတွေကိုနင်တနေ့နဲ့နားလေလာမှာပါဟာ လှလှရေလှလှဟဲ့လှလှခေါ်လာမကြောက်လား နားမနေဘူးတော်တော်ခေါ်ဟာလေရတော့မလားရခတ်ပေးရမှာ ရေတောက်ဖို့မဟုတ်ဘူးဒီပကံလေးထားပြီးပြန်လာခဲ့နေကငါပြောတတ်ရှိတယ် ကဲဟာလေကြောက် နေရွာတောင်ပိုင်းရဲ့မောင်တယောင်နဲ့ဖြစ်နေဆို အိုးဘဲကောင်မတွေကအာရရရှောက်ပြောနေတယ်မသိဘူးပြောနေတဲ့ပါစက်တွေဖက်နှက်တိုက်ခိုင်းအောင်မယ် ဟဲ့ငါမေးတာပဲဖြေစမ်းပါပတ်ဝန်းကျင်ကိုသွားပြီးရမ်းမနေနဲ့ပတ်ဝန်းကျင်ဆိုတာကိုကောင်းအောင်လုပ်ရင်ကောင်းတာပဲပြောမယ်မကောင်းတာလုပ်ရင်မကောင်းတာပဲပြောမယ် ကြီးစားထားတာမကောင်းတဲ့အလုပ်လားအမေတို့လည်းငယ်အားကြီးတာပဲကိုချင်းစာပေါ့ ဟဲ့ငါလူကြီးတွေပေးစားတာကိုယူလာမိဘစကားကိုနားထောင်ခဲ့တာ မိဘပေးစားတာတော့မရှူနိုင်ပါဘူးတော့ကိုကြိုက်တာကိုရွှေမယ်